ဘန်ကောက်မှာနေတဲ့လူ10ယောက်မှာ9ယောက်လောက်ကစပင်းနဲ့ပတ်သက်ပြီးတော့ပုံမကြရခေါင်းကိုက်ရရအများဆုံးဖြစ်တယ်ကျွန်တော်လည်းအဲ့လိုဖြစ်ဖို့ရဒါပေမဲ့အဲ့လိုမဖြစ်တော့ရဲ့အဓိကအကြောင်းရင်းကချစ် beauty ဟောက်ကြောင့်ပါဒီမှာညက်တာတော်တော်လေးတော့ကြာပြီဒီဆိုင်ကသွားလာတဲ့လွယ် BTS ဆိုတဲ့နားမှာပဲရှိတယ်ကျွန်တော် discussion မှာလည်း Google Map link ချပေးထားပါမယ်ဆိုင်ရဲ့ပြင်ဆင်ကတော့မြင်တဲ့အတိုင်းပဲဖြူဖြူတန့်တန့်လေးစပင်းညက်ဆိုင်ဆိုတော့အဲ့လိုမျိုးဆိုရင်ကိုကပို့ပြီးတော့ညက်ချင်တယ်လေဒါရောက်သူ့ရဲ့ဒီ service price တွေပါကျွန်တော်ကတော့ဒီနေ့ခေါင်းလျှော်ရယ်စပင်းညက်တယ်ပထမတစ်ခါခေါင်းရင်လျှော်ပြရယ်အဲ့ပြီးတော့စပင်းညက်တယ်ပေါ့နော်ဒီမှာကစပင်းညက်တယ်ဆိုရင်လည်းယောက်ျားလေးရောမိန်းကလေးရောညက်လို့ရတယ်ယောက်ျားလေးဆိုရင်လည်းလုံးဝတက်တက်ရက်လေးထွက်လာကျွန်တော်ဆိုဒီဆိုင်မှာညက်တာအရင်သဘောကျတယ်ဒါတော့ညက်ပြီးသွားရဲ့အခြေအနေပါအမြဲအလုပ်သွားနေရတယ်ဆိုတော့ကျွန်တော်ကတုတ်လေးနဲ့တန်တန်လေးဖြစ်အောင်ပဲညှက်လိုက်တယ်stylist တွေကလည်းတော်ပါတယ်တေချာလေးကိုလိုချင်တဲ့ပုံစံကိုတေချာပြောလို့ရတယ်မြန်မာရေးပဲဆိုတော့လေဒါကအဓိကအားသာချက်ပဲဒီဇိုင်းရဲ့ကျွန်တော်ဘန်ကောက်ဆက်လက်ရောက်ချင်တော့ဒီဇိုင်းကိုမသိခင်တော့ဆိုရင်လေစပင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးညှက်လိုက်သမျှပုံမကြညှက်လိုက်သမျှတလွဲတွေပဲဖြစ်နေလို့တော်တော်စိတ်ညစ်ရတယ်ဒါပေမဲ့ဒီဇိုင်းကိုတွေ့ပြီးတော့မှကျွန်တော်တော်တော်အဆင်ပြေပါဒါတော့ဆိုင်ရောအမြဲလာနေကြဖြစ်နေလို့ဆိုင်ရလူတွေနဲ့တီလို့ဆိုင်ရလူတွေဝယ်တိုက်တဲ့အေးပါတော့လို့ကောက်ပါတယ်ဝယ်တိုက်တဲ့လူကိုလည်းကျေးဇူးများတင်ပါတယ်ရောင်းလက်စားနဲ့လက်သေးပါတစ်ခါလဲညှက်ခလိုက်တယ်လက်သေးညှက်ပေးရလဲတော်တော်လေးတက်တက်ရက်လေးနဲ့တေချာလေးညှက်ပေးရချစ် beauty house ကပြောရရင်အဆင်ပြေစရာရအများကြီးပဲကိုကဘန်ကောက်မှာရှိရဲစပင်းနဲ့ပတ်သက်ပြီးတော့ကောင်းမကိုက်ချင်လို့ဆိုရင်ဒီကိုလာပြီးတော့ညှက်ကြည့်ဖို့တော့ကျွန်တော် recommend ပေးပါတယ်ဆိုင်က BTS ဆက်လက်တန်းမှာရှိရပါ discussion မှာချပေးကြပါမယ်နောက်ထပ်လည်း Bangkok vlog တွေမှာပြန်တွေ့ပါမယ်